ဟိုးအတွင်းစိတ်ထဲအထိဝင်းဟနေတဲ့တကားတွေလိုမျိုးရှင်ဘလို့များမြင်နိုင်ခဲ့တာလဲကျမရဲ့စိတ်ဝိညာဉ်တွေထုံထိုင်းနေတဲ့နေရာအထိရှင်ကိုလမ်းပြခေါ်ဆောင်သွားသလိုပါပဲဝိညာဉ်ကင်းမဲ့ပြီးကျမရဲ့စိတ်ဓာတ်တွေဟာတနေရာရာမှာအေးဆက်စွာအိမ်မောကြနေခဲ့တယ်ရှင်အဲ့ဒါကိုရှာတွေ့ပြီးအိမ်ပြန်လန်းကိုပြန်ခေါ်ဆောင်မပေးမချင်းပေါ့နှိုးလိုက်ပါကျမရဲ့အတွင်းစိတ်ကိုနှိုးပေးပါကျမမနှိုးထနိုင်ဘူးကျမကိုနှိုးပေးပါဦးကဲတင်ပါကျမနာမည်ကိုခေါ်ပြီးဒီအမှောင်ထုတွေကနေကဲထုတ်ပေးပါနှိုးလိုက်ပါကျမရဲ့သွေးတွေကိုပြန်လဲစီးဆင်းစေပါကျမမနှိုးထနိုင်ဘူးကျမအရာရာပြိုလဲမသွားခင်မှာပေါ့ကဲတင်ပါဘာမှမဟုတ်တော့တဲ့ကျမရဲ့ဘဝတွေကနေကဲတင်ပေးပါကျမမှာဘာတွေလိုအပ်နေလဲဆိုတာအခုမှသိလိုက်ရချိန်မှာရှင့်အနေနဲ့ကျမကိုဒီတိုင်းထားခဲ့လို့မရတော့ဘူးကျမစီကိုအသက်ရှူသွင်းပေးပြီးကျမကိုတကယ်ရှိနေတဲ့သူတယောက်ဖြစ်စေပါကျမကိုအသက်ပြန်သွင်းပေးပါကျမမှာဘာတွေလိုအပ်နေလဲဆိုတာအခုမှသိလိုက်ရချိန်မှာရှင့်အနေနဲ့ကျမကိုဒီတိုင်းထားခဲ့လို့မရတော့ဘူးကျမစီကိုအသက်ရှူသွင်းပေးပြီးကျမကိုတကယ်ရှိနေတဲ့သူတယောက်ဖြစ်စေပါကျမကိုအသက်ပြန်သွင်းပေးပါကျမကိုအသက်ပြန်သွင်းပေးပါကျမဟာအခုထိအိမ်မောကြနေခဲ့ပုံပါပဲအရာရာကိုမြင်နိုင်ဖို့ကျမမျက်လုံးတွေကိုဖွင့်ရတော့မယ်ကျမကိုအသက်ပြန်သွင်းပေးပါ